Suratul Humazah Makkiyah ဒီဆူရာရဲ့နာမည်က Suratul Humazah လို့ခေါ်တယ်ဆူရာ Humazah မက္ကာမြို့မှာကြားရောက်ခဲ့တဲ့ဆူရာတစ်ပုဒ်ဖြစ်တယ် أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ويل ويل ဝေါကယာနဲ့ပေါင်းမယ်ဝိုင်းဝိုင်းရာကိုပေါင်းတဲ့အခါမှာရှာအလဲအပေါ်အကောင်ထိလိုက်မယ်ဝိုင်းလွလ်လွလ်လာမ်ကလာမ်ကိုပြန်ပေါင်းမယ်အဲ့တော့လာမ်ကိုပေါင်းတဲ့အခါမှာရှာအဖျားကိုအပေါ်ရှေ့သွားရဲ့တဖုံးနဲ့ထိလိုက်ရမယ်ဝိုင်းလွလ်လီကူလီလီကူလီဒီမှာလာမ်နေနော်လီကူလီရှာအဖျားကိုအရှေ့သွားရဲ့တဖုံးနဲ့ထိမယ်လီကူလီဟူမာဇတိလလူမာဇာဟူမာဒီဟာကလည်းကြောင်းအောက်ဆုံးကဟူမာဇတိလဟူမာဇာဇိုင်ဇိုင်ကဘယ်အထွက်လဲဆိုလို့ရှိရင်ရှာထိတ်ကိုရှေ့သွားများရဲ့အနားနဲ့ထိပြီးတော့ဖတ်ရတယ်ဟူမာဇတိလတိလလူမာဇာလူမာဇာတာအသေးလေးကရက်တဲ့အခါမှာဟာအဖြစ်ပြောင်းတယ်အဲ့တော့လူမာဇာဟာအဖြစ်ပြောင်းပြီးတော့မှသူ့ပုံမှာဂျဇမ်တင်ပေးလိုက်တယ်ဟူမာဇတိလလူမာဇာويل لكل همزة لمزة ويل لكل همزة لمزة الذي ဘာမှမပါတဲ့ alif ကဒီဘက်ချမ်းမှာလမ်လာရင်ဘာမှမပါတဲ့ alif ကိုအမြဲတမ်း zabar ပေးရမယ် alladhi ဇာလ်ကိုထုတ်တဲ့အခါမှာရှာထိတ်ကိုအပေါ်ရှည်သွားနှစ်ချောင်းရဲ့ထိတ်စားနဲ့ထိပြီးတော့ဖတ်ရတယ် alladhi jama'a 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 jim ကလည်းရှာနဲ့တူပဲရှာအလေကအပေါ်အကောင်ထိဖတ်ရတယ် jama'a အိုင်းလေကြောင်းလေကနေဖတ်ရမယ် alladhi jama'a ma law တိုးဇဘတ်ကိုတန်ဝင်းလို့ခေါ်တယ်တန်ဝင်းကဒီဘက်ချမ်းမှာဝေါလာနေတဲ့တကံဘာကွနာဥပဒေရှိတယ်ပေါင်းလဲပေါင်းမယ်ညီးတန်လဲဖတ်ထဲမယ်မာလောင်ဝအဒဒဝအဒဒဝအဒဒဒါလ်ကိုဖတ်တဲ့အခါမှာရှာထိတ်ကိုအပေါ်ရှည်သွားနှစ်ချောင်းရဲ့အရင်းနဲ့ထိပြီးတော့ဖတ်ရတယ်ဝအဒဒالذي جمع مالا وعدده الذي جمع مالا وعدده يحسب ياك حاو باونه كما လေကြောင့်အလဲရနေထွက်တယ်ဟာက يحسب sin sin ကရှာထိတ်ကိုရှေ့သွားကြီးများရဲ့အနားနဲ့ထိဖတ်ရတယ်အဲ့အတန်မျိုးလည်းပါမယ် yahsabu anna tashti ရှိတဲ့နွန်ကိုပေါင်းတဲ့အခါမှာကိုနာလုံးမယ်ညီးတန်နဲ့ဖတ်ရမယ် anna malahu ဟူမှာမတ်ပါတယ်ဆွဲမယ် malahu akhladaခေါ်ပေါင်းတဲ့အခါမှာလေကြောင်းရဲ့အစနေပြီးတော့ပို့လို့ဖတ်ရတယ် akhlada လာဒါဟူရှိတယ်ရတဲ့အခါမှာဒီဟာမှာဂျဇန်တင်လိုက်တယ်ဒါဟာဇဘရဒါဖြစ်သွားတယ် akhlada yahsabu anna malahu akhlada yahsabu anna malahu akhlada كلا لا ينبذن ဒီမှာနွန်စာကင်ကဒီဘက်ချမ်းမှာဘာလာတယ်ဆိုရင် iqlab လို့ခေါ်တဲ့ဥပဒေရှိတယ်เนาะဒီနွန်ကိုမီအတန်လေးပြောင်းပြီးတော့ဖတ်မယ်เนาะဖတ်တဲ့အခါမှာလဲဟာဒီပါဇက်ကြီးကိုလုံးဝဖိကက်လိုက်တာမျိုးမဟုတ်ပဲနဲ့
နည်းလေးစက်ကူတပြားစာလောက်လေးဖွင့်ဟာပြီးတော့မှဖတ်မယ်လာယွန်းမီမ်တန်လေးနဲ့ဖတ်တယ်ဆိုမဲ့လေအဲ့ဒါလုံးဝပါဇက်ကြီးနှခမ်းနှစ်ခုမထိလိုက်ဘူးကလာလာယွန်းဘဇန်နာဒီမှာတရှတိရှိတဲ့နွန်ကိုပေါင်းတဲ့အခါမှာကိုနာညီးတန်လုပ်ပြီးဖတ်မယ်ကလာလာယွန်းဘဇန်နာဖီလ်ဟူတမះဟာလေကြောင့်လေကနေဖတ်မယ်ပေါ်ကိုဖတ်တဲ့အခါမှာအတန်ထူထူဖတ်မယ်ပေါ်ကိုဖတ်တဲ့အခါမှာအတန်ထူထူလေးဖတ်မယ်ဖီလ်ဟူတမះမီမ်ကဒီဟာနဲ့ဒီမှာတာအသေးလေးနဲ့စုံတဲ့ခါမှာတာအသေးလေးကိုရက်တဲ့ခါမှာအဲ့တာအသေးလေးကိုဟာနဲ့ပြောင်းပြီးတော့မှဂျဇမ်တင်မယ်အဲ့တော့မီမ်ဟာဇဘတ်မះဖြစ်သွားတယ်ဖီလ်ဟူတမះكلا لينبذن في الحطمة كلا لينبذن في الحطمة